သူမကိုယ်တိုင်ဖန်တီးထားတဲ့အမျိုးသမီးရိုဘောတရုပ်နဲ့သူမရဲ့ရည်စားဖြစ်ပျက်နေတာကိုတွေ့လိုက်ရလို့အဲ့ဒီအမျိုးသမီးဟာထိတ်လန့်တုန်လှုပ်သွားခဲ့တယ်သူမရောက်လာတဲ့အခါရည်စားဖြစ်သူကပြပြတလဲနဲ့ဒါဟာစမ်းသက်ယုံသက်ပါလို့ဆင်ခြေပေးခဲ့ပေမဲ့ကုတ်တွေအားလုံးကိုသူမကိုယ်တိုင်ရေးသားခဲ့တာဆိုတာကိုတော့သူမေ့နေခဲ့ပုံပဲဒီရိုဘောဟာအရင်လိုမဟုတ်တော့ပါဘူးအမျိုးသမီးကသူ့ရဲ့ရှင်းပြချက်တွေကိုထပ်မယုံတော့ပဲလမ်းခွဲလိုက်ပြီးအဲ့ဒီနေရာနဲ့အလုတ်ထွက်ခဲ့တယ်လို့ချိုးရင်းချက်ရှိတဲ့ရိုဘောတရုပ်ကိုလည်းယူဆောင်သွားအားခဲ့တဲ့အမှန်တော့အဲ့ဒီအမျိုးသမီးဟာထိပ်တန်းအင်ဂျင်နီယာတယောက်ဖြစ်ပြီးသူမတီထွင်ခဲ့တဲ့ဇီဝရုပ်တွင်အာယုံကြောစနစ်ကိုအဖော်ပြရိုဘောတွေမှာအသုံးပြုထားတာဖြစ်ပါတယ်ဒီစနစ်ထည့်ထားတဲ့ရိုဘောတရုပ်ဟာစွန့်ပစ်ခံခဲ့ရပြီးသူဘလောက်တောင်ကြာကြာစောင့်ဆိုင်းနေခဲ့ရမှန်းဘယ်သူမှမသိပဲသူ့ရဲ့အခြေခံဗီဇအတိုင်းသာဆက်ပြီးစောင့်ဆိုင်းနေခဲ့တာပါအမျိုးသမီးကသူ့ကိုလာရှာတွေ့တဲ့အချိန်ထိပါပဲသူမကရိုဘောရဲ့မျက်နှာကိုတိုးထိလိုက်တဲ့အခါသူမျက်လုံးပွင့်လာခဲ့တယ်သူကရိုဘောနီးပညာရဲ့စီးမြင့်၃ရက်ကိုမှတ်မိနေပြီးစီးကြော်လို့မဖြစ်ဘူးဆိုတာကိုလည်းသိထားပါတယ်ဒါပေမဲ့သူမကိုမြင်လိုက်ရတဲ့အဲ့ဒီခိုက်တန်းမှာတော့သူမနဲ့အတူထာဝရရှိနေခြင်းစိတ်တွေပြင်းပြလာခဲ့တဲ့အမျိုးသမီးကသူ့ကိုခေါ်ထုတ်သွားခဲ့ပြီးဒါဟာရိုဘောအတွက်လွတ်လပ်မှုကိုပထမဆုံးအကြိမ်ခံစားလိုက်ရတာပါပဲသူမကမိမိကိုယ်ကိုမိတ်ဆက်လိုက်တဲ့အခါသူကသူမရဲ့အချက်လက်တွေကိုချက်ချင်းမှတ်တမ်းတင်လိုက်ပြီးသူမဟာသူ့ရဲ့တူးရဲသောသခင်ဖြစ်သတ်မှတ်လိုက်တယ်သူဟာပြင်ပကဘာကြီးအပေါ်ဆက်စုခြင်းစိတ်တွေပြည့်နေခဲ့တဲ့အမျိုးသမီးကဒီမျိုးဟာဆောင်းရဒီမှာအလှဆုံးလို့ပြောလိုက်တဲ့အခါသူကဘလောက်တောင်ကြာကြာစောင့်ရအောင်မလဲဆိုတာကိုစတင်တွက်ချက်နေခဲ့တယ်သူ့ကိုကြည့်ရင်အမျိုးသမီးဟာတစ်ချိန်ကအင်မတန်ချစ်ခဲ့ရဘူးပေမဲ့ယောဂဝေဒနာနဲ့တိတ်ဆုံးသွားခဲ့တဲ့သူမရဲ့ရည်စားဟောင်းကိုသတိရသွားခဲ့တဲ့အမျိုးသမီးကသူ့ကိုအိမ်ခေါ်လာပြီးအတူတူနေထိုင်ခဲ့ကြတယ်အိမ်ထဲဝင်ချင်းမှာပဲသူတို့နှစ်ယောက်ဟာထူးဆန်းတဲ့အနက်တစ်ခုကိုရလိုက်ကြတယ်ဒါဟာအသုံးမပြုပဲပြစ်ထားတာကြာလုံးလို့ဇီဝရုပ်တွင်ပစ္စည်းတွေကြောင့်ဖြစ်ရတာလို့ရိုဘောကရှင်းပြခဲ့တယ်သူကအမျိုးသမီးကိုတောင်းပန်စကားတွေတွတ်တွတ်ပြောနေခဲ့ပေမဲ့ဒါကိုဘလို့တန်ရှင်းရေးလုပ်ရမလဲဆိုတာမသိခဲ့ပါဘူးအမျိုးသမီးကသူ့ကိုရေချိုးဖို့ပြောခဲ့ပေမဲ့သူကဘလို့ချိုးရမှန်းလုံးဝမသိလို့သူမကပဲအစင်းစင်တင်ကြားပေးခဲ့ရတယ်သူမလှည့်ကြည့်လိုက်တဲ့အခါသူ့ရဲ့ဗလာချင်းနေတဲ့ခန္ဓာကိုယ်ကိုမြင်လိုက်ရလို့အမျိုးသမီးကအလင်းအမြန်ဖုံးကွယ်ပေးခဲ့ပြီးဒါဟာမတင်တော်တဲ့အပြုမှုဖြစ်ကြောင်းပြောခဲ့တယ်ရိုဘောကတော့သူမဟာသူစိတ်မဟုတ်ဘူးလို့ယုံကြည်နေလို့ဇဝေဇဝါဖြစ်သွားခဲ့တယ်အမျိုးသမီးကမတက်တာတဲ့အဆုံးထွက်သွားခဲ့ပြီးမိမိဘာသာအဆုံးသတ်ဖို့ပြောခဲ့ပေမဲ့သူကမလုပ်နိုင်ဘူးလို့ပြောခဲ့တယ်ရိုဘောဟာအမိန့်တွေကိုစန့်ကျင်နိုင်စွမ်းရှိနေပြီဆိုတာကိုအမျိုးသမီးရုတ်တရက်သဘောပေါက်သွားခဲ့ပြီးဒါကိုစမ်းသပ်ဖို့ဆုံးဖြတ်လိုက်တယ်သူမကသူ့ရဲ့နဘူးကိုညင်သာစွာလို့ထိလိုက်တဲ့အခါရိုဘောဟာပြင်းပြင်းထန်ထန်တုတ်ပြန်ခဲ့ပြီးသူ့ရဲ့ခန္ဓာကိုယ်ပူချိန်တွေတရိပ်ရိပ်တက်လာကစနစ်အတွင်းသတိပေးတံတွေမြည်လာခဲ့တယ်သူကမိမိကိုယ်ကိုတေတော့မယ်လို့ထင်ခဲ့တာပါအမျိုးသမီးကဒါဟာအစ်စ်အမှန်ချိုးရင်းချက်မဟုတ်ပဲဇီဝရုပ်တွင်တုတ်ပြန်မှုတစ်ခုတာဖြစ်ကြောင်းရှင်းပြခဲ့ပေမဲ့ရိုဘောကတော့ဒါမျိုးတစ်ခါမှမကြုံဘူးတာမို့အလွန်မင်းနေရထိုင်ရခက်ခဲတာကိုပဲခံစားနေရတယ်သူ့ရဲ့အခြေအနေကတဖြည်းဖြည်းပိုဆိုးလာခဲ့လို့အမျိုးသမီးလည်းဘာကြောင့်လဲဆိုတာကိုဝေခွဲမရဖြစ်နေခဲ့တယ်အဲ့ဒီအချိန်မှာပဲရိုဘောကသူမကိုစပွဲပေါ်ရုတ်တရက်ဖိချလိုက်ပြီးသူ့ရဲ့ဗီဇစိတ်နှိုးဆော်မှုကြောင့်သူမကိုနမ်းဖို့ကြိုးစားခဲ့တဲ့အမျိုးသမီးကသူ့ကိုအချိန်မီတားဆီးနိုင်ခဲ့ပေမဲ့လုံးဝပြိုလဲလူနီးပါးဖြစ်နေတဲ့သူ့ရဲ့အခြေအနေကိုမြင်ပြီးနောက်ဆုံးမှာသူမဟာသူ့ကိုကူညီဖို့ရွေးချယ်လိုက်ပါတော့တယ်